င်္ဂလာပါပင်ပင်ပါဒီခေါက်တော့ပင်ပင်ကမန္တလေးကိုအရန်သွားချင်နေရပေါ့နော်မန္တလေးကိုသွားပြီးတော့မန္တလေးအစားအစာတွေရန်စားချင်နေရဒါပေမဲ့အလုပ်တွေကမအားတော့မသွားဖြစ်ဘူးပေါ့နော်အဲ့တော့မန္တလေးကိုလည်းလွမ်းတယ်မန္တလေးရဲ့အစားအစာတွေကိုလည်းစားလိုက်ရမှကျင်တဲ့မှာမို့ရှစ်တပြားဆိုတဲ့ဆိုင်ကိုရောက်ခဲ့ပါတယ်ဆိုင်ကိုရောက်တာနဲ့ပင်ပင်ကမန္တလေးအထမ်းမီးရှည်ရဲ့နိုင်ရိုးပေါင်းစီချက်ကဲနောက်ငဖယ်လုံးဟင်းညိုရဲ့ပြီးတော့3 color လက်ဖေးရဲ့မတောက်ခဲ့ပါတယ်။ဆိုင်ရဲ့လေအပြင်အစင်လေးကိုလည်းအရန်သဘောကျတယ်။နောက်ပြီးတော့လေသူကမန္တလေးအငွေးအသက်လေးရောက်အောင်လို့မန္တလေးပကြီးကားလေးတွေပါအကုန်လုံးချိတ်ထားတယ်။မထားလေးရောက်ပါပြီ။သူ့ရဲ့လေပေးရတဲ့ဈေးနှုန်းနဲ့ဒီပါဝင်မှုနှုန်းလေးတွေကလည်းမစိုးလို့ပြောရမယ်။နောက်ပြီးတော့လေသူ့ရဲ့ငဖယ်လုံးဟင်းကြိုကတချို့နေရာလေးဒီမှာဆိုလို့ရှိရင်ငဖယ်အရသာလေးနည်းနည်းညှိနှံ့လေးရတာရှိရပေါ့နော်ဒီမှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးဒီငဖယ်သားထုတ်လေးနဲ့လေးစားလို့ကောင်းတယ်သူ့ရဲ့လေမန္တလေးအထမ်းမရှိရလေးစားလိုက်တာနဲ့လေမန္တလေးအရသာအတိုင်းပဲပင်ပင်ကတော့အရန်ကိုကျဉ်တ်ခဲ့ပါတယ်စီချက်ကလည်းလေစားလို့ကောင်းတယ်သူ့ရဲ့လေနံရိုးကလည်းလေနူးနေရပဲနံရိုးလေးကြိုက်လိုက်စီချက်လေးစားလိုက်နဲ့အိုးကျမအဲ့ဒီကအဲ့စီချက်တပွဲလဲကုန်သွားတာပဲအရန်ကောင်းတော့ပဲအဲ့ဒီစီချက်ကုန်ပြီးွားတော့เนาะဘေးမှာကြံနေသေးတယ်ဒီမန္တလေးအထမ်းမီးရှည်ကိုလဲလေကုန်အောင်စားခဲ့ပါသေးတယ်ဒါလေးကတော့3 color လက်ဖက်ရည်လေးပါသူ့ရဲ့ဒီလက်ဖက်ရည်ရလေဘယ်လိုပြောမလဲအရန်တောက်လို့ကောင်းတယ်ဟိုလိုမျိုးခက်ခါကြီးလည်းမဖြစ်ဘူးလက်ဖက်ရည်ဟောနော်လက်ဖက်ချောက်လည်းအရန်မပြင်းတော့လေပပင်းနဲ့ကတော့လုံးဝကြိုက်တယ်အဲ့ဒါဟိုမှလေပပင်းကဒီလိုမျိုးလေးလဲတောက်ခဲ့သေးရဲ့ဒါကြတော့လေအကုန်လုံး90ဘိုးနေဆိုမှတ်မိမလားတော့မသိဘူးပေါ့နော်ပပင်းတို့လက်ဖက်ရည်ဆိုင်ပေါ့နော်လူကြီးတွေနဲ့သွားလို့ရှိရင်လေသူတို့ကဒီလက်ဖက်ရည်တစ်ခွက်မာတယ်ပြီးရင်ပပင်းတို့လိုခလေးတွေအတွက်ဆိုလို့ရှိရင်အဲ့ဒီရဲ့ဒီဖန်ခွက်ကနေပြီးတော့ပေါ့နော်ဒီပကံပြားလေးတွေကိုလေထည့်ပြီးတော့ပေးတာပေါ့အဲ့ဒါလေးတို့ပပင်းတို့ကနေပြီးတော့မှတောက်ရတာပေါ့နော်အဲ့ဒါကတော့ဒီလက်ဖက်ရည်တောင်းရင်နဲ့အမှတ်လေးရသွားလို့အဲ့လိုမျိုးလေးတောက်ခဲ့တာပါပင်ပင်အခုဒါ၄မျိုးမှာစားခဲ့တယ်ပေါ့နော်အဲ့ဒါအောင်မှတိုတယ်14800ချခဲ့ပါတယ်ဝစ်ပေးနဲ့ရှင်းလို့ရတာမို့လို့ဝစ်ပေးနဲ့လည်းရှင်းခဲ့ပါတယ်နောက်ပြီးတော့ဖူပန်နာနဲ့လည်းမစားလို့ရပါတယ်ဆိုင်လိပ်စာကဒီမြစ်တာလမ်းမပေါ်မှာရှိပါတယ်အဲ့ဒီမှာရှေ့တပြားဆိုတဲ့ဆိုင်ပုတ်လေးရှိပါတယ်ပင်ပင်လိုမျိုးပေါ့နော်ဒါမန္တလေးစားစာတွေကိုဒါဝမ်းလိုပဲဖြစ်ပေါ့နော်စားချင်တယ်ဆိုလို့ရှိရင်တော့ဒီရှေ့တပြားဆိုင်လေးမှာစားဖို့အတွက်ပင်ပင်က recommend လေးပေးပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းထပ်ပြီးတော့တွေ့ကြမယ်နော်အားလုံးပဲတတာ